ဒီအပတ်မှာအလုပ်ကိုင်နဲ့ပတ်သက်ပြီးအပြောင်းအလဲတစ်ခုခုလုပ်ဖို့စိတ်ကူးထားရင်အကောင်းဆုံးအချိန်ပါပဲလုပ်ငန်းခွင်မှာကိုယ့်ရဲ့စွမ်းဆောင်ရည်ကြောင့်နာမည်ကောင်းရတာမျိုးဒါမှမဟုတ်ကိုယ်တိုင်ဦးဆောင်ရမယ့်တာဝန်အသစ်တွေရရှိလာပါလိမ့်မယ်။ဒါပေမဲ့အောက်လက်ငယ်သားတွေဒါမှမဟုတ်ကိုယ့်ထက်ဝါနုသူတွေစီကနေအနှောက်အယှက်တချို့ကြုံရတတ်ပါတယ်။စိတ်ရှည်ဖို့ကတော့အဓိကပါပဲငွေကြေးပိုင်းမှာတော့လက်ဝတ်ရတနာဝင်တာဒါမှမဟုတ်တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုခုအဖိုးအခတက်တက်တာနဲ့ရရှိတတ်ပါတယ်။ဒါပေမဲ့ကြာသပတေးနဲ့တောက်ကြနေ့တွေမှာတော့ငွေစုလိုက်ပြုံလိုက်ထွက်ရမယ့်ကိစ္စမျိုးပေါ်လာတတ်လို့လက်လွန်ခြေလွန်အသုံးဆွဲတွေကိုဆင်ခြင်ပေးရပါလိမ့်မယ်။မိသားစုအတွင်းမှာတော့လူကြီးမိဘတွေရဲ့ကျန်းမာရေးအတွက်အနည်းငယ်ပူပန်ရတတ်ပါတယ်။အိမ်မှာရှိတဲ့လျှက်စစ်ပစ္စည်းတွေပျက်စီးတာမျိုးဒါမှမဟုတ်မိဘေးအနေအကိုတော့အထူးသတိပြုစေချင်ပါတယ်။လူမှုရေးနယ်ပယ်မှာတော့မိတ်ဆွေဟောင်းတွေနဲ့ပြန်ဆုံရတတ်ပြီးအဲ့ဒီလူတွေစီကနေအကျိုးရှိမဲ့သတင်းစကားတွေကြားရပါလိမ့်မယ်။အချစ်ရေးမှာတော့တကူရီသမားတွေအတွက်ကိုယ့်ထက်အသက်အရွယ်ကြီးသူဒါမှမဟုတ်ရင့်ကျက်တဲ့သူတွေစီကနေစိတ်ဝင်စားမှုခံရတတ်ပါတယ်။စုံတွဲတွေအနေနဲ့ကတော့ခရီးတိုလေးတွေအတူသွားရကိန်းရှိနေပါတယ်။ကန်ဆာတာပုံမှုပွင့်လန်းစေဖို့အတွက်ဒီအပတ်မှာအဝါရောင်သို့မဟုတ်ရွှေရောင်ပါတဲ့အဝတ်ထည်တွေကိုပို့ပြီးဝတ်ဆင်ပေးပါ။ထူးခြားတဲ့ရတာအနေနဲ့ကတော့အိမ်ကဖျားစင်မှာစွန့်တော်ကတ်တဲ့အခါတပြေပန်းကိုညွန့်ကိုလှော်စာမုံနဲ့အတူကတ်လူပြီးမိမိလိုရာဆန္ဒကိုဆူတောင်းပေးပါ။ဒီဗီဒီယိုလေးကတနင်္လာသားသမီးတွေအတွက်အကျိုးရှိစေမှာဖြစ်လို့မိတ်ဆွေတွေကိုလည်းမျှဝေပေးဖို့မမေ့ပါနဲ့ဦးအားလုံးပဲကံကောင်းခြင်းတွေလက်ဝယ်ပိုင်ဆိုင်နိုင်ကြပါစေ။